ရက်ကျွန်တော်တို့3လပေါ့2026ခုနှစ်ဒီမနေ့ပိုင်း7နာရီလောက်မှာဒါလေနဲ့ဘုံလာကျဲသွားတာဖြစ်ပါတယ်ထောင်အချင်းထောင်ကိုကျဲသွားတာပေါ့နော်အချင်းထောင်နေမီးလောင်တာပေါ့နော်အဓိကတော့ထောင်4ရယ်ထောင်5ရယ်ထောင်6ရယ်ပေါ့နော်ကျွန်တော်တို့ဒီတပည့်တွေရဲ့အထောင်နေပေါ့နော်အဲ့မှာတော့ချက်ချင်းဘုံကျဲတယ်ဘုံကျတယ်ချက်ချင်းမီးလောင်တော့သူတို့လည်းဒါထွက်ပြေးလို့မျိုးနိုင်စရာလည်းမရှိတော့ပါဘူးပေါ့နော်မီးလောင်ပြီးတိတ်ဆုံးသွားတဲ့အခြေအနေဖြစ်ပါတယ်ကျွန်တော်လာပေါ့နော်ကြာချိန်က3နာရီလောက်4နာရီလောက်ဖြစ်သွားတာပေါ့4နာရီလောက်ကြီးကိုဒါစိတ်ရှိလက်ရှိကျဲသလိုဖြစ်သွားတာပေါ့ပြီးဒီမှာတိုက်ခိုက်လေးနေတုံးတယ်ပြီးတာနဲ့ကျွန်တော်တို့ဝိုင်တွဲခေါ်တာပေါ့နော်ဝိုင်တွဲနဲ့ဘုံကျဲတယ်ဝိုင်တွဲကတော့ကျွန်တော်အဲ့နေကကျွန်တော်သတိထားမိတာ3စီးလားမသိဖြစ်သွားတာပေါ့3စီးဆိုတော့ဘုံကြီးတွေအများများတယ်ဘုံကြီးတွေအများများတယ်နောက်ပြီးတော့ကျွန်တော်တို့ကင်းထောက်လင်းနေဒါပုံမှာဖြစ်နေတဲ့အချိန်မှာလည်းရှိနေမှာပဲကြည်နေမှာပဲကြည်နေတော့ဒါမြင်ထင်သာမြင်သာတော့ရှိနေတာပေါ့လေတိတိနဲ့လှုပ်တယ်လို့ဖြစ်သွားတာဘုံကျဲတဲ့အချိန်မှာဖြစ်သွားတာကကျွန်တော်ကတော့လုံခြုံတာပေါ့နော်ကျင်းနေမှာဆိုတော့ထောင်သားထောင်နေချက်ချင်းမိလောင်တယ်မိလောင်တော့ထောင်နေတချို့ထောင်နေထွက်ကိုမထွက်နိုင်ဘူးတကားကိုဖွင့်လို့မရတော့ဘာလို့ဇက်တိုက်တွေဘုံနေကြအောင်ကြားတဲ့အချိန်မှာတက်တော်ကအဖွဲတွေကဒါဟိုမြေပြီးအမှန်ပါပဲတက်တော်အဖွဲ့တွေရဲ့တချို့တက်တော်ကနေပြီးတော့အချင်းချနေတဲ့အဖွဲတွေရှိတယ်တပ်ဖွဲ့ဝင်တွေပေါ့နော်တပ်ဖွဲ့ဝင်တွေသူလည်းပြည့်ပြည့်နေရှိမှာပေါ့နော်ကြနေတဲ့ဖွဲ့ဝင်တွေရှိတယ်ဒီအဖွဲ့ဝင်တွေနဲ့ဒီတက်တော်အဖွဲ့တွေဒီတကားတွေကိုဖျက်တယ်တချို့ဖျက်ပလိုက်တာဒီအရာရှိတယောက်ပေါ့နော်ဟိုတက်တော်အရာရှိတယောက်ဆိုရင်ဟာမဖဲမမီတော့ဘူးပေါ့နော်မမီတော့မဖျက်မမီတော့အကုန်ဖျက်ပြီးဖျက်တဲ့မြငါခံမယ်ဆိုပြီးသူပြောသွားတယ်အဖျက်တယ်ဖျက်ပြီးတာနဲ့မှသူရှိတဲ့လူတွေအကုန်ဆွဲထုတ်ကြတာပေါ့နော်ဆွဲထုတ်တယ်တော်သေးတယ်ဒါအစိုးရအကောင်လို့ပြောရတယ်ဟိုတော်တပ်ဖွဲ့ဝင်တွေအကုန်လုံးလည်းကြီးစုတင်တာပေါ့နော်အကုန်ဆွဲထုတ်လိုက်တော့မှီသွားတာပေါ့နော်တချို့1000 2000 3000လောက်တော့ပါသွားတာပေါ့ဒါပေမဲ့အဲ့အသက်တွေကိုတော့ဟာလားမကဲတင်နိုင်ဘူးဒါပေမဲ့ကျန်တဲ့အဖွဲ့တက်တော်အဖွဲ့နဲ့ဒီမှာရှိတဲ့စစ်တီတွေနောက်ထောင်ချနေတဲ့တက်တော်အဖွဲ့ဝင်တွေကအကုန်တကားတွေဖြတ်ပြီးဆွဲထုတ်ခဲ့ကြတာပေါ့ဆွဲထုတ်တော့မှအကုန်လွတ်သွားတာပေါ့ဒါအစိုးရအကောင်လို့ပဲပြောရမှာဒီလိုလည်းကျွန်တော်တက်တော်ကိုကြီးစုတင်ပါတယ်မနေ့ကလည်းကျွန်တော်တို့ကိုယ်တိုင်သွားကြည့်ခဲ့တာပါဒီမှာရှိတဲ့အရာရှိကြီးတွေနဲ့ဒါကျွန်တော်တို့နဲ့သွားကြည့်တာပေါ့နော်သွားကြည့်တဲ့အခါမှာကြည်ကွဲပွဲရပါပဲဒါဟိုပြောရရင်ကျွန်တော်အစားဆုံးကြည့်ခဲ့တာပေါ့နော်အစားဆုံးကြည့်ခဲ့တဲ့အခါမှာမြင်းရဲဆံမရှိဘူးမြင်းဆံမရှိဘူးအဲ့လိုဖြစ်နေတော့ကျွန်တော်ကကိုယ်တိုင်ကိုချကျွန်တော်ကြည့်ထားတော့ဒါကကျွန်တော်ကဟိုပြောပြခြင်းဖြစ်ပါတယ်ဒါမြင်ရတဲ့အနေအထားကတော့ကြည်ကွဲစရာဝမ်းနည်းစရာပေါ့နော်ပြီးရင်ဒီလောက်ဘာလို့ရက်ဆက်တင်တာလဲရက်ဆက်တာတော့ပေါ့နော်ဟို